Hello အိမ်မှာဒီနေ့ဘောနော်ပါဇက်ကလည်းစားကျင်နေရတယ်ကြိုင်ငါတီလေးထောင်းစားပါတယ်စားဖို့ကြာလားမသိဘူးကြိုင်ငါတီလေးထောင်းစားကြည့်နော်အခုလိုရာတီနဲ့လည်းလိုက်ဖက်ပါတယ်အရင်ဆုံးစက်တုံဖြူနဲ့ငေးသီးစိမ့်ကိုလော်ပါမယ်ပြီးရင်ကြိုင်ငါတီတေးလေးပေါ့နော်အိမ်ကရှန်စီဦးမှတီးနေတာအမေကခူးထားပြီးတော့မရှက်ပဲနဲ့မေ့နေတာအဲ့ထဲကနေကိုကနည်းနည်းဟာဖြစ်မာမဲ့အလုံးလေးတွေရွေးမယ်ပေါ့နော်ရွေးပြီးတော့ထိတ်ဖြက်ကောက်ဖြက်တေချာရေးစင်အောင်ဆေးပြီးတော့လှော်ပါမယ်စီလေးနည်းနည်းထည့်ပြီးတော့ပေါ့နော်လှော်ပါမယ်ပျော့လာပြီဆိုလို့ရှိရင်ခုနကတုံဖြူနဲ့ငေးသီးစိမ့်ကိုအရင်စားချုံပုံနဲ့ထောင်းမယ်ထောင်းပြီးလို့ရှိရင်ခုနကကြိုင်ငါအသီးလေးတွေကိုထည့်ထောင်းပါမယ်ကြိုင်ငါအသီးလေးတွေထည့်မယ်ကျိုင်းငါသီးလေးတွေကိုကြည်သွားတဲ့အထိပေါ့နော်ထောင်းပေးပါမယ်ကျိုင်းငါသီးလေးတွေညက်သွားပြီဆိုလို့ရှိရင်မိကင်ထားတဲ့ငပိစိမ့်သားပေါ့နော်ကျိုင်းငါသီးဒီတိုင်းစားရင်ရရသည်လားငပိထည့်မထောင်းလဲရရပေါ့နော်ဒီတိုင်းကြိတ်တဲ့လူကဒီတိုင်းစားလို့ရတယ်ကိုကတော့ငပိစိမ့်သားလေးနည်းနည်းထည့်ထောင်းမယ်ပေါ့နော်ငပိလေးကိုမိကင်ထားပါတယ်မိကင်ထားတဲ့အားလေးကိုထည့်ပြီးတော့ထောင်းပါမယ်ငပိစိမ့်သားလေးစိမ့်သားငပိကောင်းလေးထောင်းပါမယ်ရတာလေးကမြည်ကြည့်ရမလို့အခုတောင်ပြန်ပြီးစားကြလာပြီเนาะကျန်ငါဒီထောင်းလေးရပါပြီအဲ့ဒါလေးကိုကျန်ငါဒီထောင်းလေးကိုဆက်ပြီးပကံနဲ့ထည့်ထားမယ်အမြင်နဲ့တင်ကိုတော်တော်စားကြနေအထောင်းမျိုးကြိုက်တဲ့လူတွေဆိုကြိုက်တယ်ကိုကတော့လေအထောင်းဆိုရင်ဘာထောင်းတော့အကုန်ကြိုက်တယ်သိလားထောင်းစားကြည့်เนาะသူဟိန်းကားလေးနဲ့ဆိုအရင်လိုက်ဖက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကိုလိုလူတွေရှိကြလားအထောင်းထောင်းပြီးအဲ့ထောင်းထားတဲ့စုံလူစားလိုက်ရမှာလေအားလုံးကျေးဇူးတင်ပါတယ်